အတ္တာဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုတံဒေနနာတံလည်းပဲတိတုံလည်းပဲဂါထာတစ်ပုဒ်လုံးကိုပိဿပေါင်းသူတော်တို့မရအောင်တောင်မှအတ္တာဟိအတ္တနောနာထောအတိပ္ပယ်ကပြောတာလေမိမိတည်တာနဲ့မိမိအတွက်အားကိုးရဖြစ်တယ်